ရွှေဒူးဖော်ရာမှာမြေအောက်နှစ်ထဲကထွက်လာတဲ့မြေစာတွေထဲမှာအာဆင်းနစ်ခဲကပ်မီယန်တို့လိုအဆိပ်ရှိသတ္တုတွေပါဝင်နေတတ်ပါတယ်။အဲ့ဒီသတ္တုဓာတ်တွေကအရေပြားယောဂအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂနဲ့ကင်ဆာယောဂတွေအထိဖြစ်ပွားစေနိုင်ပါတယ်။နောက်ပြီးဒီဓာတုပစ္စည်းတွေဟာရေအောက်မြေစီလွှာထဲအထိစိမ့်ဝင်နေတာကြောင့်မြေစာပုံမြေကွက်တွေထဲမှာရေတွင်းအဝီစီတွင်းတူးပြီးတောက်သုံးမိပါကကျန်းမာရေးအနေအတွေနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ရွှေဒူးဖော်ပြီးစွန့်ပစ်လိုက်တဲ့မြေစာပုံတွေဟာမူရင်းမြေသားလိုကြန့်ခိုင်မှုမရှိတော့ပဲအဲ့ဒီမြေစာပုံပေါ်မှာနေအိမ်ဆောက်လုပ်နေထိုင်ပါကတဘာဝဘေးအနေနဲ့ကြုံတွေ့ပြီးမြေပြိုမှုများလည်းဖြစ်ပွားနိုင်ပါတယ်။ဒါအပြင်ဒေတာခန်တွေရဲ့မီရိုဖလာအသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်တဲ့တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကိုလုပ်ကင်စားတော့လို့မရနိုင်တော့အထိဖြစ်ပေါ်လာမှာပါ။တနိုင်းမြို့ရဲ့ရွှေဒူးဖော်ရေးလုပ်ငန်းတွေဟာဒေတာရင်းစီးပွားရေးအတွက်ဝင်ငွေရရှိတဲ့လုပ်ငန်းတစ်ခုဖြစ်လာပေမဲ့တဘာဝပတ်ဝန်းကျင်ဆိုးကျိုးတွေလူမှုရေးနဲ့ကျန်းမာရေးပြဿနာတွေကဒေတာခန်တွေရဲ့ရေရှည်ရက်တည်ရေးကိုချိန်ချောက်လျက်ရှိနေပါတော့တယ်။